ဆက်ရောက်လို့အသက်မရှိမှနဲ့မဟုတ်ရင်တော့နှုံထားရနေပါလိမ့်မယ်ဒီနေ့ကျွန်တော်ရခဲ့တဲ့ဘဝအတွေ့အကြုံတွေကအရာလေးတစ်ခုကို share လုပ်ပေးတတ်မှာဖြစ်ပါတယ်ပထမဆုံးကတော့ကျွန်တော်တို့မနက်နိုးလာတယ်အလုံးလေးတွားလိုက်တယ်ပင်မန်းတယ်အိုက်တယ်ဖုန်းလေးကြည့်ပြီးတော့အချိန်လေးကုန်ဆုံးသွားတယ်တခြားစဉ်းစားကြည့်ရင်ဘာခံစားချက်မှမရှိဘာရွေးချယ်ခွင့်မှမရှိတဲ့ဆက်ရောက်လို့ပါပဲနေ့တိုင်းတူညီတဲ့ပုံစံထဲမှာပဲနေပတ်နေကြတာပါကျွန်တော်လည်းအပါဝင်ပေါ့လေတကယ်တော့လူတွေကိုဆက်ရောက်လို့ဖြစ်စီတာအလုပ်တွေမဟုတ်ပါဘူးစဉ်းစားပြီးရက်တန့်ကျဉ်းသွားတဲ့စိတ်ကြောက်ပါတကယ်ကိုကျွန်တော်တို့မှာရည်ရချက်ရီမဲချက်တွေသာရှိမနေဘူးဆိုရင်ရှင်းသားရတာအတိတ်ပဲရှိရလို့လည်းခံစားရမှာမဟုတ်တယ်လို့ငါဆက်ရောက်လို့ဖြစ်နေပါလားဆိုတဲ့ခံစားချက်ကလည်းပြောင်းလဲသွားမှာမဟုတ်ပါဘူးဆိုတော့ဆက်ရောက်လို့အသက်ရှင်မဲ့စားလူတယောက်လိုရှင်သန်ပါဒုတိယတစ်ခုကတော့လူတိုင်းကိုရေဖွက်ဖို့မကြိုးစားပါနဲ့ကျို့အချိန်တွေမှာကိုနာကျင်နေရတာတွေခံစားနေရတာတွေကိုဖွေပြောချင်ကြတယ်ဖွေပြောလိုက်မှပဲစိတ်ထဲမှာတက်တာသွားရလို့ခံစားရတာကိုဒီခံစားချက်ကိုကျွန်တော်နားလဲပါတယ်ဒါပေမဲ့ဒီအရာလေးတစ်ခုကိုတော့သတိထားသိချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လုံလောက်ရစီချင်လို့ပါ။လူတိုင်းကိုယ့်ရဲ့ခံစားချက်ကိုနားလည်ပေးနိုင်မယ်လို့ယူဆလိုက်ပါနဲ့။တချို့လူတွေကနားထောင်ပေးတယ်လို့နဲ့နောက်ွယ်မှာမင်းအကြောင်းကိုပြန်ပြောတတ်တယ်လို့တချို့လူတွေကအကြံပေးတာမဟုတ်ပဲမင်းရဲ့ဒဏ်ရာကိုထပ်ပြီးတော့ဖိတတ်ကြပါတယ်။ဒီနေရာမှာအဓိကအရေးကြီးဆုံးကတော့ရွေးချယ်မှုပါပဲ။ကိုဖွေပြောမဲ့သူကဘလို့လူလဲသူကဘလို့စိတ်ထားမျိုးရှိလဲသူကဘလို့အမှုအကျင့်တွေရှိလဲဆိုတာကိုသိဖို့အရောက်မှအရေးကြီးပါတယ်ဆိုတော့နောက်တစ်ခါကိုယ့်ရဲ့ခံစားချက်တွေဖွေပြောလာခြင်းတဲ့ချိန်တည်တည်ချာချာလေးရွေးချယ်ပါမဟုတ်ရင်တော့ကျွန်တော်တို့နှုံတိုင်းရနေပါလိမ့်မယ်ပေါ့